အနက်ရောင်ပိုးရွက်စိတ်ဖွရင်မကြီးကအစားအသောက်အင်မတန်ရေးပါတယ်ထင်းရှူးသီးတစ်လုံးစားရင်ဥတစ်လုံးပဲဥနိုင်ပါတယ်ဥနှုံတိုးလာအောင်လို့အနက်ရောင်ပိုးရွက်စိတ်ခေါင်းဆောင်ကတကြားကဲတတုံးသွားပေးပါတယ်အတွေ့အကြုံမရှိသေးတဲ့ပိုးရွက်စိတ်ဖွရင်မကြီးကတကြားကဲကိုကြည့်ပြီးကြောင်တောင်တောင်ဖြစ်သွားပါတယ်ဒါနဲ့သူကနင်းနေလောက်မြည်ကြည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲဥနှုံတက်လာတာမြင်ပြီးတခြားပိုးရွက်စိတ်တွေအမ်းလာမင်တက်သွားကြပါတယ်ဒီသတင်းကိုကြားချင်းရဲရဲတောက်ပိုးရွက်စိတ်ညီတွေကသူတို့ဖွရင်မကြီးကိုချက်ချင်းသတင်းပို့ပါတယ်တကြားတစ်ကြိုက်တည်းနဲ့ဥပေါင်းရာနဲ့ချီဥနိုင်နေဆိုတာကြားတော့ပိုးရွက်စိတ်ညီဖွရင်မကြီးကပိုးရွက်စိတ်ညီတက်မတော်ကိုချက်ချင်းဆူဆီးလိုက်ပါတယ်ပိုးရွက်စိတ်ညီတွေဟာအင်အားပြည့်နဲ့အလုံးရင်းထွက်လာပြီးပိုးရွက်စိတ်ကပ္ပမဟာစစ်ပွဲကြီးစတင်ပါတော့တယ်ပိုးရွက်စိတ်ညီတွေကလောက်လေးခိုတွေနဲ့ပိုးသက်ဆေးတွေကိုပြင်ဆင်ကြပါတယ်ဗိုလ်ချုပ်ရဲ့အမိန့်ပေးတမ်းတဲ့အတူအနက်ရောင်ပိုးရွက်စိတ်နိုင်ငံတော်ကိုလောက်လေးခိုတွေတုံးပြီးပထမဆုံးအကြိမ်အဝေးပစ်တိုက်ခိုက်မှုစတင်လိုက်ပါတယ်သူတို့ကအနက်ရောင်ပိုးရွက်စိတ်ရဲတိုက်ကိုခဲလုံးတွေစီးဆူးတွေနဲ့လှမ်းပစ်ကြပါတယ်မကြခင်မှာပဲအနက်ရောင်ပိုးရွက်စိတ်ရဲတိုက်ကြီးတစ်ခုလုံးအထုခံရလို့အပေါက်တွေဗလာပွားဖြစ်သွားပါတယ်အဲ့ဒီနောက်ပိုးရွက်စိတ်ညီတွေကတွားကြထိုးတံဘူးတစ်ဖူးနဲ့လှမ်းပစ်ပါတယ်တွားကြထိုးတံတွေကချက်ချင်းတွင်ဆင်သွားပြီးကောင်းကင်ကနေမြားတွေမိုးရွာသလိုကျလာပါတယ်ကံကောင်းတာကအနက်ရောင်ပိုးရွက်စိတ်တွေကဖြက်လက်လို့ဒီတိုက်ခိုက်မှုကိုရှောင်တိန်နိုင်ခဲ့ပါတယ်ရဲတိုက်ကိုဝိုင်းထားတဲ့ပိုးရွက်စိတ်ညီတွေကိုရင်ဆိုင်ဖို့အတွက်အနက်ရောင်ပိုးရွက်စိတ်ဗိုလ်ချုပ်ကသူတို့တင်ထားတဲ့ကွမ်းတံတွေကိုထုတ်ပြီးရဲတိုက်အောက်ခြေကိုပစ်ချဖို့အမိန့်ပေးပါတယ်ရုတ်တရက်ကျလာတဲ့ကွမ်းတံတွေကြောင့်ပိုးရွက်စိတ်ညီတက်မတော်ဟာအလန့်တကြားရှောင်ကွင်းကြရပါတယ်အဲ့ဒီနောက်အနက်ရောင်ပိုးရွက်စိတ်တက်ကအမြုပ်ထွက်ဆေးပြားတွေကိုရဲတိုက်အောက်ခြေစီပက်ဖြန်းပြီးပစ်ချပါတယ်အချိန်မီမရှောင်နိုင်တဲ့ပိုးရွက်စိတ်ညီအများစုဟာချက်ချင်းပဲဖိမိပြီးတေကုန်ကြပါတယ်အဲ့ဒီနောက်အနက်ရောင်ပိုးရွက်စိတ်တွေကဆေးလုံးတွေနဲ့စားတွေကိုအများကြီးတုံချလိုက်ပါတယ်ပိုးရွက်စိတ်ညီတွေခက်ခံရခက်ပြီးဒုက္ခရောက်ကုန်ကြပါတယ်ရုတ်တရက်ပိုးရွက်စိတ်ညီတွေကအနက်ရောင်ပိုးရွက်စိတ်ရဲတိုက်စီကိုတန်လုံးတစ်လုံးနဲ့လမ်းပစ်ပါတယ်အချိန်ပြင်းလုံးလို့ပိုးရွက်စိတ်ရဲတိုက်ကြီးကိုတိတ်တိတ်ကြီးအပေါက်ပွင့်သွားစေပါတယ်အနက်ရောင်ပိုးရွက်စိတ်ဖွရင်မကြီးလဲအရေးပေါ်စီဝေးချက်ချင်းခေါ်လိုက်ပါတယ်ပိုးရွက်စိတ်ဗိုလ်ချုပ်တယောက်ကဒုံးပြန်နဲ့ပြန်တိုက်လို့ရတယ်လို့ဘရင်မကြီးကိုရှောက်တင်ပါတယ်ဒါကြောင့်သူတို့ကကိုတောင်ရဲကနေမိချစ်ဆန်တွေနဲ့မိရှူမီပန်းတွေကိုတွားရှာကြပါတယ်ဒီတော့အတွင်းမှာပဲပိုးရွက်စိတ်ညီတွေကထင်းရှူးသီးကြီးတစ်လုံးနဲ့မြို့တကားကိုဝင်တိုက်နေကြပါတယ်အဲ့ဒီနောက်အနက်ရောင်ပိုးရွက်စိတ်တွေကမိရှူမီပန်းတွေကိုရဲတိုက်ပေါ်တည်လာကြပါတယ်မိရှူမီပန်းတွေကဒုံးကြီးတွေလိုအကြီးကြီးတွေဖြစ်ပါတယ်သူတို့ကပိုးရွက်စိတ်ညီတက်မတော်ဘက်ကိုချိန်ရလိုက်ပါတယ်ပိုးရွက်စိတ်သေးသေးလေးတစ်ကောင်ကသူ့အားရှိသမျှသုံးပြီးမိချစ်ဖူးကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့အထဲမှာမိချစ်ဆန်တစ်ချောင်းပဲကျန်ပါတော့တယ်မိချစ်ဖူးပေါ်ကလမ်းညွန်ချက်တွေကိုဖတ်ပြီးအကြိမ်ကြိမ်စူးစမ်းပြီးတဲ့နောက်မှာတော့မိချစ်ဆန်ကိုမိညှိနိုင်ခဲ့ပါတယ်အားလုံးကစိုးရိမ်တကြီးစောင့်ကြည့်နေရင်းနဲ့ပဲမိရှူမီနန်းတစ်လုံးကိုအုံခနဲ့မိအောင်အောင်မြင်စွာမိရှူလိုက်ပါတယ်ကောင်းကင်မှာလမ်းကြောင်းတွေအကြိမ်ကြိမ်ပြောင်းလဲပြီးတဲ့နောက်ပိုးရွက်စိတ်ညီတက်မတော်ရဲ့အလဲဗဟိုတဲ့တဲ့ကိုပြန်တန်းသွားပါတယ်ပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးပိုးရွက်စိတ်ညီတွေအများကြီးတေကျေပျက်စီးကုန်ပါတယ်အနက်ရောင်ပိုးရွက်စိတ်တွေကဒုတိယမြောက်မိရှူမီပန်းကိုညှိကာနီးမှာပဲမိချစ်ဆန်ကမိမကူပဲငိမ့်သွားပါတယ်မိရှူမီပန်းတွေအများကြီးရှိနေလဲအလကားဖြစ်သွားပါတယ်ဒါတွေကိုမြင်ပြီးတဲ့နောက်ပိုးရွက်စိတ်ညီဗိုလ်ချုပ်ကအနက်ရောင်ပိုးရွက်စိတ်ရဲတိုက်ကိုဆက်တိုက်ခိုက်ဖို့သူ့တပ်တွေကိုအမိန့်ပေးပါတယ်လက်နက်မျိုးမျိုးကိုတလက်စီတုံးပြီးတိုက်ခိုက်ကြပါတယ်အနက်ရောင်ပိုးရွက်စိတ်ရဲတိုက်ကြီးပြိုလဲဖို့ကအချိန်ပဲလိုပါတော့တယ်အနက်ရောင်ပိုးရွက်စိတ်တပ်တွေပြာရခတ်နေုံမှာပဲပိုးတောင်ပန်နီလေးကတောရဲမှာတခြားမိချစ်ဖူးတပူးရှိသေးတာကိုတတိယသွားပါတယ်ခဏလောက်တိုင်ပင်ပြီးတဲ့နောက်မှာတော့အနက်ရောင်ပိုးရွက်စိတ်တွေကပိုက်ဆန်စက်ကူတရက်ကိုယူလိုက်ပါတယ်အဲ့ဒါကိုစက်ကူလေးရင်ပြန်ပုံစံခောက်ပြီးပိုးတောင်ပန်နီလေးကိုကောင်းကင်ပေါ်ပြန်တက်စေပါတယ်အဲ့ဒီနောက်ပိုးရွက်စိတ်ညီတွေကပိုးတောင်ပန်နီလေးစီပိုးသက်ဆေးတွေနဲ့လမ်းဖြန်းပါတယ်စက်ကူလေးရင်ပြန်ရဲ့အကူအညီနဲ့ပိုးရွက်စိတ်ညီတွေရဲ့ပိုးသက်ဆေးကိုရှောင်ကွင်းပြီးတဲ့နောက်ပိုးတောင်ပန်နီလေးကအောင်မြင်စွာပြန်တန်းသွားနိုင်ခဲ့ပါတယ်အနက်ရောင်ပိုးရွက်စိတ်ဗိုလ်ချုပ်ကပိုးတောင်ပန်နီလေးပြန်လာကိုမျှော်လင့်ရင်းအဝေးကိုငေးကြည့်နေပါတယ်တနိုင်ငံလုံးရဲ့ကံကြမ္မာကပိုးတောင်ပန်နီလေးရဲ့လက်ဖွားပြင်သေးသေးလေးပေါ်မှာတည်နေပါတယ်ပိုးတောင်ပန်နီလေးကမြစ်တွေကိုဖျက်ကျော်ပြီးမြက်ခင်းပြင်တွေကိုဖျက်ပြန်တန်းရင်ပိုက်စားတဲ့အခါစားတော့ပါတယ်နောက်ဆုံးတော့သူ့သွားရမယ့်နေရာကိုရောက်သွားပါတယ်ဒါပေမဲ့ပင့်ကူလေးတစ်ကောင်ကအဲ့ဒီမိချစ်ဖူးကိုအိမ်ပြန်တည်သွားနေပါတယ်ဒါကြောင့်ပိုးတောင်ပန်နီလေးဟာနောက်ကနေပဲလိုက်သွားရပါတော့တယ်